အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြပြပေးခြင်းတဲ့ဒါအကြောင်းအရာပါလဲဆိုတော့လက်ရှိ Manchester United fan တွေအတွက်ကတော့လုံးဝသတင်းစိုးတစ်ခုပေါ့အဲ့ဒါပါလဲဆိုတော့လက်ရှိ Michael Carrick ရဲ့လက်အောက်မှာအကောင်းဆုံးပုံစံနဲ့အကောင်းဆုံးခြေစွမ်းတွေပြနေတဲ့ဒါနီးစနစ်ပိုင်းရရောဒါကစားကွက်ပိုင်းရရောပြီးရလက်တွေပိုင်းရရောတခြား physical mental ပိုင်းဆိုင်ရာတွေရအစအရာအားကိုးနေရတဲ့ကျွန်တော်တို့လက်ရှိ United ရဲ့ဒါလူငယ်ကစားသမားလို့လည်းပြောလို့ရတယ်ပေါ့ဒါရူဘင်မိုးရင်ခေါ်ပေးထားခဲ့တဲ့အခု Patrick Dogu ကဆိုလို့ရှိရင်တော့ပြီးခဲ့တဲ့ Arsenal နဲ့ပွဲတော့နည်းနည်းဒဏ်ရာထိခိုက်ရတာနေပြီးတော့ဒါလေ့ကျင့်ခွင့်မှာပြန်ဆင်းလိုက်တဲ့ချိန်မှာဒဏ်ရာထင်ထားရတဲ့ပူပြီးပြင်းသွားပြီးတော့လက်ရှိချိန်မှာ7ဘက်နားရမယ်ဆိုပြီးတော့ဒါသတင်းတစ်ခုတက်လာတယ်ပေါ့အဲ့ဒါကိုကြည့်ချင်းအဖြစ်ဒါ Michael Carrick ရဲ့လက်အောက်မှာ Patrick Dogu ဘယ်လောက်ကောင်းလဲဒါ Michael Carrick ရဲ့နီးစနစ်တွေအောက်မှာဒါကျွမ်းချင်းနဲ့အပိုင်နိုင်ဆုံးကစားနိုင်ခဲ့တဲ့ကစားသမားလဲဒါ Patrick Dogu ပဲရှိရပေါ့အဲ့ဒါဘာကြောင့်ကျွန်တော်ဒီလောက်ထိတက်အထိပြောလဲဒါတခြားကစားသမားဝင်ကစားလို့ရတဲ့ဒီ Patrick Dogu နားတဲ့အကြောင်းအရာဘာကြောင့် Manchester United တဲ့ထိုးနေချက်ဖြစ်လဲဆိုတာကျွန်တော်အသေးစိတ်ပြောပြမယ်ခြင်းနဲ့ပေါ့နောက်ပြီးတော့ဒါကျွန်တော်ဟိုနေ့ကဂျန်ခဲ့တဲ့ဒါ Manchester United ရဲ့နီးစနစ်နဲ့ဒါ Michael Carrick ရဲ့နီးစနစ်တွေက Man United ကဒါအများကြီးအလုပ်ဖြစ်တယ်ရှေ့ပွဲလာလဲ Man United နဲ့ဒီ Michael Carrick ရဲ့နီးစနစ်ပိုင်းတွေအများကြီးလုပ်ဖြစ်လာအောင်မယ်လို့ကျွန်တော်ရဲကြီးပြောရတယ်ရဲလဲအာမခံရတယ်။ဘာကြောင့်လဲဆိုတော့ဒါ Michael Carrick ရဲ့နီးစနစ်ပိုင်းတွေကဒါပုံမှန်အားဖြင့်ကြည့်မယ်ဆိုလို့ရှိရင်ဒါကြောက်ထနေရလည်းမဟုတ်ဘူး။ဒါကစားသမားတွေရဲ့တအူးချင်းအည်သွေးကြောင့်နိုင်နေတဲ့နိုင်ပွဲလည်းမဟုတ်ဘူး။ဒါပွဲရတော့ဒါအားလုံးလည်းတိသွားပြီဖြစ်မှာပါ။ကျွန်တော်ဘာကြောင့်လဲဆိုတော့လက်ရှိဒါ Arsenal နဲ့ဒါ Manchester City ကိုဇာတ်နိုင်ထားတယ်လက်ရှိ Man United fan တွေလောက်တော့ပြောတဲ့ဒါ fan လောက်တော့မရှိတော့ဘူးပေါ့ဒီလက်ရှိချိန်မှာဘောလုံးလောကမှာအဲ့ဒါဘာကြောင့်ပြောရဲလဲဆိုတော့ဒါ Manchester City ကိုနိုင်တာတဲ့ဒါ Arsenal တို့ကတော့ဟိုကျွန်တော် Man United ကတော့ Arsenal ကိုနိုင်တာပို့ပြီးတော့ဒါချိုမြင်တဲ့အရာတာတစ်ခုပေါ့ဘာကြောင့်လဲဆိုတော့ Arsenal ကအဆင့်1နေရာနဲ့ရပြီးတော့ဒီသူတို့အသင်းဟာဒီအိမ်ဝင်အဝေးကွင်းမှာမဟုတ်ဘူးဗျာသူတို့အသင်းဟာဒီပရီးမီးယားလိဒီ2023နောက်ပိုင်းကတည်းကအခုချိန်ထိဒါသူတို့ပေးကို3ကိုပေးရတဲ့ပွဲဆိုတာလုံးဝမရှိတဲ့ဒီ Michael Carrick နဲ့တွေ့မှာပဲသူတို့အသင်းဟာအိမ်ဝင်လည်းဖြစ်တယ်ပေးကိုလည်းပေးခဲ့ရတယ်ဒါဥပပမှာလည်းအကောင်းဆုံးသင်းလို့တောင်ပြောလို့ရတဲ့ Arsenal ကိုဒါ Michael Carrick ရဲ့လို့ရကိုင်းနေတဲ့ကစားသမားတွေရဲ့ဆွမ်းဆောင်ရည်ပိုင်းအရာကြောင့်လက်ရှိ Arsenal ကွင်းမှာသူတို့ဟာဒါ3ဂိုးထိသွင်းပြီးတော့ Arsenal ကိုဒါစံချိန်3နှစ်လောက်တော့ရှိပေါ့2023နဲ့က Arsenal အသင်းဟာသူတို့အသင်းဟာဘယ်တော့မှ3ဂိုးပေးပြီးရှုံးရတဲ့ပွဲမရှိတာအခုဆိုလို့ရှိရင်3နှစ်လောက်ရှိဒါပေမဲ့လက်ရှိ Michael Carrick ရဲ့ Man United တွေ့တဲ့ခါကျတော့3ဂိုးထိရှုံးခဲ့တယ်ဒီပွဲမှာMichael Carrick ရဲ့နီးစနစ်ပိုင်းကဒီကဂျိုကာကတော့ Patrick Dogu ပဲဒီကမှဘာကြောင့်ဒီ Michael Carrick ရဲ့လက်အောက်မှာသူပြန်ပြီးတောက်ပလာလဲဆိုရင်သူ့နေရာမှာကစားနေတဲ့နေရာဒါတော်တော်လေးခံမှန်းခက်တယ်ပေါ့ကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဒါဇူဘီမန်ဒီစီကမှားသွားတဲ့အလုံးလေးဆိုလို့ရှိရင်ဒါ Patrick Dogu ကနေထွက်သွားတယ်လို့ Michael Carrick ရဲ့လက်အောက်မှာ Patrick Dogu ကဘလောက်တောင်ဒီစနစ်ပိုင်းကျွမ်းကျင်ပြီးတော့ဒါကျွမ်းကျင်နဲ့ live ပါကစားနိုင်လဲဆိုလို့ရှိရင်ကျွန်တော်တို့လာArsenal နဲ့ပွဲတုန်းကတော်တော်ကြီးထင်ထင်ရှားရှားမြင်ခဲ့ရတယ်သူဒါအမိုင်းနဲ့တက်ရသွားဂိုးတွေဆိုလို့ရှိရင်ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့သိထားတဲ့ Patrick Dogu ဆိုတာဘယ်တောင်မှကစားတယ်ဒါအတွင်းဝင်မယ်ဖြတ်တင်မောပေးမယ်ဒါပေမဲ့လက်ရှိ Michael Carrick ရဲ့လက်အောက်မှာ Patrick Dogu ကစားတဲ့ပုံစံကျွန်တော်အများကြီးကွဲကြတယ်ကျွန်တော်မာတီယက်ကွန်ညာလိုကစားသမားမျိုးတွေရှိတယ်တာနဲ့ကိုသူက Benjamin Sesko လိုရှိရဲ့ကစားအများကြီးရှိရဲ့တဲ့နဲ့ကိုဒါပေမဲ့ Patrick Dogu ကိုသူကနံပါတ်9ရောဒါမှမဟုတ်လို့ရှိရင်ဒါကွင်းလက်အဖြစ် defensive ပုံစံမျိုးကစားခိုင်းတယ်သူ့ရဲ့ပုံစံဘယ်လိုလဲဆိုတော့ဒါ Arsenal အသင်းရဲ့အဓိကတောက်တိုင်ဖြစ်တဲ့ Zubimani လိုကစားမမျိုးကိုသူကခြေဖြတ်ဖို့အတွက် Zubimani ရဲ့နေရာကိုသူတောက်လျှောက်ကြီးကို pressing ပေးနိုင်ဖို့အတွက်ဒါဒုတိယပထမဂိုးဒါ Zubimani ရောင်းလိုက်တဲ့အမှုကိုပေးလိုက်တဲ့ဂိုးဆိုလို့ရှိရင်ဒါတစ်ဖက်ကဒါ Patrick Dogu ရဲ့ pressing ပေးပုံကတော်တော်လေးစနစ်ကြတယ်အဲ့ချိန်မှာသူZubimani ကဘောလုံးမှားပြီးတော့
ကျွန်တော်တို့ကအမ်ဘူဘူးဒီရောက်သွားချိန်မှာဂိုးရတယ်ဒုတိယဂိုးဆိုလည်းဒီတိုင်းပဲပက်ထရီတိုကူနဲ့ဇူမီမန်ဒီယာအာဆင်နယ်အသင်းရဲ့ကစားသမားတွေ3ယောက်ရှိရဲ့ကြားထဲကနေပက်ထရီတိုကူကဘောလုံးကိုရအောင်တည်ပြီးတော့ဖောင်ကနေနဲ့ဆိုပြီးတော့ဒါဂိုးနဲ့ကန်သွားကြည့်လို့ရှိရင်ဒါပက်ထရီတိုကူကမိုက်ကယ်ကာရီရဲ့လက်အောက်မှာတော်တော်ကြီးကိုအားကိုးရတဲ့ကစားသမားသူ့အတွက်နေရာဆိုတာအတိအကျမရှိဘူးဒါပေမဲ့သူ့ရဲ့ခံစစ်နေရာဖြစ်တဲ့ left back နေရာကိုလည်းသူတာဝန်ကြီးကြီးကစားနိုင်တယ်ဖြတ်တင်ဘောရဲ့အလုံးတွေဖို့ဆိုလို့ရှိရင်သူအများကြီးကိုဒါပေးနိုင်တယ်ပေါ့ပုံမှန်ဆိုလို့ရှိရင်မိုက်ကယ်ကာတဲ့အောက်မှာထူးခြားလာတဲ့အချက်ကဘာလဲဆိုတော့နေရာဆောင်နေပြီးတော့တိုက်စစ်ကိုဆင်းတယ်ဥပမာဒီဘဲတောင်မှညာတောင်မှနေပြီးတော့ကျွန်တော်အာမက်ဒီယာလိုတို့ဒါအမိုရင်လက်ထက်မှာဆိုရင်အာမက်ဒီယာလိုနဲ့ဒါဒိုကူဘက်ကနေပြီးတော့ဖောက်တယ်ဆိုပေမဲ့လက်ရှိချိန်မှာမိုက်ကယ်ကာရီရဲ့လက်ထက်မှာသူတို့အလေကျော်ကနေပြီးတော့ကိုလည်းဖောက်တယ်ဘဲတောင်မှညာတောင်မှနေဖောက်တယ်ဒါပေမဲ့ပက်ထူတိုကူရဲ့အာတန်နဲ့ left back ကနေလည်းမထုတ်ဒီဘောလုံးတွေကိုမထုတ်ဖက်နဲ့ဒီ horizontal ပတ်တွေဖြစ်တဲ့ဒါအလေကနေပြီးတော့ပဲတောက်လျှောက်ဖြတ်တင်ဘောတွေပြီးတဲ့ကစားတယ်ပြီးလောင်းမိုးတွေပေးရကြည်ချင်းအဖြစ်ဒါပက်ထူတိုကူကမိုက်ကယ်ကာရီရဲ့လက်အောက်မှာကျွန်တော်ဘယ်လောက်ထိဒါကောင်းလဲဆိုတာကျွန်တော်မြင်တွေ့ခဲ့ရတယ်ပေါ့နော်နောက်တစ်ချက်ကဒီမိုက်ကယ်ကာရီရဲ့လက်အောက်မှာအရန်တောက်ပလာတဲ့ကစားသမားတော့ကိုဘီမိုင်နူပဲဒီကစားသမားဒီယူရီမိုရီရဲ့လက်ထက်မှာအနာဂတ်မတည်ငြိမ်မှုရှိတယ်ဒါချက်စီသင်းဖြစ်ဖြစ်ဒါယူရီမက်ထရစ်သင်းဖြစ်ဖြစ်နည်းနည်းသတင်းတွေထွက်နေတဲ့ဂျားတွေကနေပြီးတော့ဒါရူရီမိုရီကိုထုတ်ခံအချိန်မှာမိုက်ကယ်ကာရီကရဟန်းဟိုမဲ့နေရာပေးတယ်ကက်စမီရိုဘရူနိုဖာရန်ဒက်ဒါကိုဘီမိုင်နူးဆိုပြီးတော့စားတဲ့ဒါကွင်းနဲ့3ယောက်တန်းနဲ့ကစားစီတယ်ဒါပေမဲ့ကိုဘီမူနူးရဲ့ဒါသူ့ရဲ့ဘောလုံးကိုင်နဲ့သူ့ရဲ့ဘောလုံးဖိန်ပြီးပေးတဲ့ပေးချက်တွေကတော်တော်ကြီးကိုကျွန်တော်တို့ကောင်းမွန်တဲ့အရာတွေတွေ့ခဲ့ရတယ်နောက်ပြီးတော့ဒီကစားမမျိုးလေးကကျွန်တော်တိတိတတ်တာမြင်ရလာတော့မသိဘူးဘောလုံးကိုအရန်ကင်ရဲတယ်သူ့ရဲ့အသက်ကအခုဆို20တောင်မပြည့်သေးဘူးဗျာဒါ19နှစ်18နှစ်ပဲရှိသေးတယ်ဒါပေမဲ့သူကစားနေတဲ့ပုံစံတော်တော်ကြီးကိုရင်ချက်တယ်ပြီးခဲ့တဲ့အာဆင်နယ်ရဲ့ဒီမန်ချက်စတာစီးတီးကိုကစားပုံစံမျိုးဆိုရင်သူကွင်းလေကိုဒုံးဝဟိုဒါဆိုမိုးပြီးကစားကြည်ချင်းအဖြစ်ဒါကိုဘီမိုင်နူးမှာဆိုလို့ရှိရင်မိုက်ကယ်ကာရီရဲ့လက်အောက်မှာတော်တော်လေးကိုဒါတိုးတက်လာတဲ့ကစားသမားပေါ့တရားအားကြောင့်လဲကျွန်တော်ပြောချင်တာဒီမိုက်ကယ်ကာရီကဘာကြောင့်မန်ယူနိုက်တက်အတွက်ရေရှည်ရာသူရေလောင်းတန်းနီးပြမျိုးဖြစ်နိုင်ခြေရှိလဲဆိုလို့ရှိရင်သူကစားသမားတွေပေါ်ကင်တယ်ပေါ်အရန်ကိုညညော်တယ်တိကျတယ်သူ့ကိုကြည့်ချင်းအဖြစ်ဒါ ACC ပဲဒါသူဘာလို့ရမယ်ဘာကိုင်းရမယ်ဆိုတာသူအများနဲ့ဒါကွင်းပေးမှရက်ကြည့်ပြီးတော့သူကစားသမားတွေကို ACC ပဲညွှန်ကြတယ်အဲ့ဒါကိုပဲဒါကစားသမားတွေကလည်းစနစ်တကျနဲ့တင်ကြည့်ကြလိုင်းနာကြရပေါ့ဒီဟာပြီးလို့ရှိရင်ဒီကျွန်တော်ပြောချင်တဲ့ချက်ကဒီမိုက်ကယ်ကာရီရဲ့လက်အောက်မှာမန်ချက်စတာယူနိုက်တက်ရဲ့ဘောလုံးပေးရမယ့်စပစ်တွေအရန်ကောင်းတယ်ဒါကွင်းလေကနေပြီးတော့တိုက်စစ်ကိုဆင်မလားနောက်တန်းနေပြီးတော့တိုက်စစ်ကိုဆင်မလားကိုသမားနေပြီးတော့တိုက်စစ်ကိုစမလားစတဲ့ပုံစံမျိုးတွေကခံမှန်းလို့အရန်ခက်တဲ့အထဲမှာပါတယ်ဒါဟာလည်းမိုက်ကယ်ကာရီရဲ့လက်အောက်မှာတိုးတက်လာတဲ့နီးစင်ပိုင်းတစ်ခုလို့ကျွန်တော်တွေ့ခဲ့ရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီအာဆင်နယ်နဲ့မန်ချက်စတာစီးတီးနှစ်ပွဲကစားပြီးရဲ့အချိန်မှာကျွန်တော်တို့မန်ချက်စတာယူနိုက်တက်ရဲ့ဒီနောက်တန်းနဲ့ဟယ်ရီမကွိုင်းယာလီဆန်ဒိုမာတီနဲ့လူးရှော့စတဲ့ကစားသမားမျိုးတွေဟာဒီကိုသမားဖြစ်သူဆလင်းလီမန်နဲ့အတူတူဘောလုံးကိုဒီကျွန်တော်တို့နောက်ကနေပြီးစပြီး pick up play လို့ဒါမကစားဘဲနဲ့ရသမျှဘောလုံးတိုင်းဟာဒီတစ်ဖက်သင်းရဲ့ပြိုင်မဲ့ဂိုးရီအေဒီယာတွေကိုဒါလေမန်းကန်ထုတ်တဲ့ပုံစံအရာဆိုလို့ဒါကွင်းပေးရနေကျွန်တော်မိုက်ကယ်ကာရဲ့တောက်လျှောက်ညွှန်ကြားနေတဲ့ပုံစံရဲ့ကျွန်တော်မြင်တွေ့ခဲ့ရတယ်ပေါ့။ဘာကြောင့်လဲဆိုတော့လက်ရှိချိန်မှာကျွန်တော်တို့ရှေ့ဒီပြရဲ့လက်ထက်မှာဒီမာတီနက်ရဲ့ဒါမှမဟုတ်ဟယ်ရီမကွိုင်းယာရဲ့ဒီဂိုးသမားလေမန်းရဲ့ဒီကျွန်တော်တို့ဂိုးလုံးမောဖြစ်တဲ့ဘောလုံးဖြစ်ဖြစ်ဒါဂိုးသမားတွေပြန်စရမယ့်ဘောလုံးပဲဖြစ်ဖြစ်အဲ့လိုဘောလုံးမျိုးတွေမှာဆိုအရန်ချိန်ကုန်တယ်မာတီနက်ပေးမလားဂိုးသမားကိုပြန်ပေးမလားအဲ့လိုမျိုးတွေကနေပြီးတော့နောက်ကနေ break up play ကစားတာနေပြီးတော့ဒါဘောလုံးဆုံးဆွေးမှုတွေကနေပြီးဒါ Man United ဂိုးတွေပေးရတယ်အလိုတကူပေးခဲ့ရတယ်အဲ့ဒါကြောင့်မိုက်ကယ်ကာရစ်ကအဲ့စနစ်ကိုလုံးဝပြောင်းပြီးတော့ဒီရသမျှဘောလုံးတွေကိုဂိုးသမားလေမန်းနေပြီးတော့ကန်တင်တယ်ပြီးလို့ရှိရင်ဒါကျွန်တော်ရှေ့ဗီဒီယိုမှာပြောပြခဲ့တဲ့မန်ချက်စတာယူနိုက်တက်ရဲ့အဓိကအားသာချက်ကအာမက်ဒီယာလိုရန်အဘူဘူတို့ဘရူနိုဖာရန်ဒက်တို့ကိုဘီမိုင်နီတို့ကျွန်တော်ရဲ့အဓိကမိုက်ကယ်ကာရီရဲ့လက်အောက်မှာအဓိက main player ဖြစ်တဲ့ဒါပက်ထရိုတိုကူတို့ကဒီနောက်တန်းနေပြီးတော့တင်ပေးလိုက်တဲ့ကစားဘောလုံးတွေကိုသူတို့ဘက်ကစကန်ဘောစောင့်တဲ့အချိန်မှာအရန်ကောင်းတယ်ပြီးအဲ့ဒီကနေပြီးတော့သူတို့တွေဂိုးရတဲ့ဟာတွေဒါတော်တော်လေးကိုစွတ်ဆောင်မှုရှိရဲ့အဆင့်လည်းမြင့်တယ်အဲ့ဒါကြောင့်ဒီအချက်တွေကလည်းဒါမိုက်ကယ်ကာရီရဲ့လက်အောက်မှာတိုးတက်လာတဲ့အချက်တွေလို့ကျွန်တော်မြင်မိတယ်ဒါပေမဲ့အခုတော့ဒါနောက်ထပ်ဒီမန်ယူနိုက်တက်ဘုတ်ဖွဲ့နဲ့ CU တို့ကအခုဆိုလို့ရှိရင်မိုက်ကယ်ကာရစ်ကိုရေရှည်နီးပြအတွက်တောင်စဉ်းစားနေတယ်ဒါစဉ်းစားမယ်ဆိုလဲစဉ်းစားစရာမယ်ဘာကြောင့်လဲဆိုတော့
သူတို့ရှေ့မှာကစားခဲ့တဲ့အသင်းကြီးနှစ်သင်းရဲ့ကိုစွမ်းဆောင်ရည်တွေတော်တော်လေးကိုဒါထင်ကြီးစရာဖြစ်စေတယ်ပေါ့နောက်တစ်ချက်ကဒီမိုက်ကယ်ကားတွေကိုရေရှည်နီးပြရာသူတို့ပေးတဲ့အပြင်ကိုလက်ရှိဆွမ်းနာကျွန်တော်ပြောတဲ့ကိုဘီမိုင်နူးကိုလည်းသူတို့စာချုပ်တစ်ကိစ္စကိုဆွေးနွေးနေတယ်အားကြောင့်ဒီမန်ချက်စတာယူနိုက်တက်ရဲ့လက်ရှိချိန်နေရဆိုလို့ရှိရင်အကောင်းဆုံးတွေရေးဆိုတာကိုသွားနေရပေါ့အားကြောင့်လက်ရှိမန်ချက်စတာယူနိုက်တက်ဒီလိုပုံစံမျိုးကိုနောက်ထပ်ဘယ်နှပွဲလောက်မြင်ရမလဲဆိုတာကျွန်တော်တို့စောင့်ကြည့်ရမယ်ပေါ့အားကြောင့်ကျွန်တော်လက်ရှိ Manchester United နောက်ပိုင်းပွဲစဉ်မှာတောက်လျှောက်ရောက်လာကောင်းမယ်အခုဆိုရင် Man United နဲ့ Arsenal အဆင့်1တူက10မှတ်ပဲကွာတော့ပါတော့အားကြောင့်လက်ရှိ Manchester United နဲ့ Michael Carrick ရာသီကုန်မှာအဆင့်ဘယ်လောက်ထိရောက်ပြီးတော့ Michael Carrick က Man United ကိုလူရိုသေရှင်ရိုသေအသင်းဖြစ်အောင်ဘယ်လိုမျိုးစွမ်းဆောင်ပြမလဲဆိုတော့ကျွန်တော်တို့ရင်ကုန်ဆောင်ဆိုင်နဲ့ကျွန်တော်ရဲ့ video လေးကိုဒီမှာပဲရန်နာခွင့်ပြုပါအားလုံးကိုကျေးဇူးတင်ပါတယ်ဗျကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ပြီးတော့အားပေးကြပါဦးဗျ